Google ဘက်ကနေမြန်မာဖုန်းနံပါတ်တွေကိုကုန်မပို့ပေးတော့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော် Google Authenticator သုံးဘာသုံးညာသုံးနဲ့ဆရာကြီးတွေဗျာကဲဒီရဲ့ပိုင်းများ Facebook တခုပြည့်စင်နော်တော်တော်လေးကိုကြရက်ထနေတဲ့ကိစ္စတခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့ကြတော့ Google ဘက်ကနေမြန်မာဖုန်းနံပါတ်တွေကိုကုန်မပို့ပေးတော့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော် Google Authenticator သုံးဘာသုံးညာသုံးနဲ့ဆရာကြီးတွေဗျာတော်တော်ကြီးကိုကြရက်ထနေတာရှိရဲ့တကယ်တော့အဲ့ဒါကသူတို့ပြောသလိုတကယ်ရောဟုတ်လားသူတို့လုပ်တဲ့ဒီလှုပ်ဆောင်ချက်ကောင်တကယ်ရောထိရောက်မှုရှိလားလို့ခင်ဗျားတို့စဉ်းစားကြည့်ဘူးလားကျွန်တော်ဒီနေ့ပြောပြမယ်တကယ်တမ်း Google ဘက်ကနေပြီးတော့ကုန်မပို့တော့ဘူးဆိုတာကလေကျွန်တော်တို့လိုဒီ user အဟောင်းတွေကိုပြောတာမဟုတ်ဘူးဗျကျွန်တော် user အဟောင်းတွေနေနဲ့ recovery phone number တွေကိုမြန်မာ phone number တွေထည့်ထားတယ်အဲ့ဒီ number တွေကိုကုန်မပို့တော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်နေတာခုကတကယ်တော့မဟုတ်ဘူးခုကုန်မပို့တာဘယ်လိုမျိုးလဲဆိုလို့ချင်းကျွန်တော်တို့ဒီ Google account ကိုအသစ် register လုပ်မယ်အဲ့ဒီအချိန်မှာ human verification လုပ်တဲ့နေရာပေါ့နော်ဒါကလူသုံးနေတာဟုတ်လားလို့မေးတဲ့နေရာမှာပဲကျွန်တော် verify လုပ်ဖို့အတွက်မြန်မာကတ်တွေကိုထည့်တဲ့အခါမှာဒီကတ်က verify လုပ်လို့မရဘူးလို့ပြောတာဆိုတော့စဉ်းစားကြည့်ဗျာသူတို့ခုလောလောဆယ်ဒီ Facebook ပေါ်မှာပြောနေတဲ့ပုံစံနဲ့တကယ် Google မှာဖြစ်တဲ့ပုံစံနဲ့တူလားဆိုတော့အဲ့မှာပဲစဉ်းစားကြည့်လိုက်အဲ့တော့ဒီနေရာမှာပြန်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင် Google Authenticator ဆိုတာဘယ်လိုဟာမျိုးလဲ Google Authenticator ဆိုတာကစောနာကလိုမျိုး verification code တွေကိုပို့တဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ SIM card တွေ line မတက်တဲ့အခါမျိုးမှာတော့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အဲ့ SIM card ကိုမရှိတော့တဲ့အခါမျိုးမှာဆိုလို့ရှိရင်သူက verification code တွေကိုကြော်ဖို့ရအတွက်verify လုပ်ဖို့အတွက်အဆင့်တစ်ခုပဲပေါ့နော်ဒီနေရာမှာ verify လုပ်စရာတွေအများကြီးရှိတယ်ပထမတစ်ချက်ဒီကျွန်တော်တို့ဒီ secondary device နဲ့ primary device ပေါ့နော်ပထမဆုံးဝင်ထားတဲ့ device မှာခွင့်ပြုပေးတာမျိုးရှိလိမ့်မယ်ဒုတိယတစ်ချက်ကကျွန်တော် recovery email verify ရှိမယ် recovery email ကို verify လုပ်ပြီးကုတ်လေးထည့်လိုက်အောင်မယ်နောက်တစ်ခုကတော့စောနာကပြောခဲ့တဲ့ကျွန်တော်ဒီ Google Authenticator Microsoft Authenticator လိုမျိုး application တွေပေါ့နောက်တစ်ခုကဘာရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ passkey ရှိမယ်ဒီနေ့မှာများသောအားဖြင့် passkey ဆိုတဲ့အကြောင်းကိုဒါကြားဘူးတဲ့သူလည်းရှိလိမ့်မယ်မကြားဘူးတဲ့သူလည်းရှိလိမ့်မယ် passkey ဆိုတာကကျွန်တော်တို့ password တွေပို့ပြီးတော့ save ဖြစ်တယ်တော်တော်လေးလည်း secure ဖြစ်တယ်ပေါ့နော်လုံးဝကိုမိုက်တယ် passkey ကတော့ဒါသုံးဘူးတဲ့သူတွေဆိုလို့ရှိရင်တော့အထူးတလဲပြောနေကြမလို့ကျွန်တော်တို့ဒီ password ကိုရိုက်နေကြမလို့ဒီ passkey လေးနဲ့ဒီ fingerprint ဒါမှမဟုတ် face ID လေးထည့်ပြီးတော့ကြတော့အကုန်လုံး log in အဆင်ပြေပြေနဲ့ဝင်လို့ရမယ် device တွေဘယ်လိုပဲပြောင်းနောက်ဆုံးများ IP address တွေပြောင်းမယ်ဆိုရင်တော့ passkey နဲ့ဝင်လို့ရတယ်ဆိုတော့အခုသူတို့တွေပြောနေ Google Authenticator ဆိုတာကတကယ်တမ်းအခုဖြစ်နေတဲ့ပုံစံနဲ့လုံးဝကိုကိုက်ညီမှုမရှိပါဘူးလုံးဝကိုဒီပြဿနာကိုဖြေရှင်းမပေးနိုင်ပါဘူးနောက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီ verification code မကြတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့လေစိုးရိမ်စရာလုံးဝမရှိပါဘူးဘာလို့လဲဆိုတော့ဒီကျွန်တော်ကိုယ်တိုင်ဒီမနေ့မှာပဲစမ်းထားတာရှိတယ်ကျွန်တော်ရဲ့ဒီ account ကို login ဝင်တဲ့အခါမှာကျွန်တော်ရဲ့ recovery phone number မှာကုတ်ပို့ဖို့ရအတွက်စမ်းထားတာရှိတယ်ကျွန်တော်ဒီမှာ screenshot နဲ့တခါတည်းပြပေးထားတယ်ပေါ့နော်ဒီဇွန်လ28ရက်နေ့ဒိတ်နဲ့ပဲမနက်ခင်းမှာဝင်ထားတယ်ဆိုတော့မိတ်ဆွေတို့ကြီးသူများရောင်တိုင်းလိုက်မရောင်ပါနဲ့သူများကြရက်ထားတိုင်းလိုက်ပြီးတော့မထပါနဲ့ကိုယ်တိုင်စဉ်းစားပါဒါတကယ်ရောဟုတ်လားတကယ်ရောဖြစ်နိုင်လားဆိုတော့စဉ်းစားပြီးတော့ကြာမှာအရင်စိုးရင်ပြီးတော့မနေဘဲနဲ့ကိုယ့်အနေကိုထားကြနေဖို့ပြောချင်တယ်နောက်ပြန်ပြန်နေကြမယ်